ဝကြီးမကြသူအလုံးပဲမင်္ဂလာပါဒါတော့အင်္ဂါနေ့မနေ့ပိုင်းအတွက်ဒုတိယပိုင်းကိုတော့နှစ်ကွင်းကျော်နေထားတယ်ယူဆကြည့်ထားတယ်ထင်းနှလုံးပိတ်နှလုံးရိတ်နှစ်ခုဒီလိုပေါင်းစပ်ထားတယ်ဆိုတော့ဒါပထမပိုင်းယူဆမှုတွေမှာပါခဲ့တဲ့ကဏ္ဍထက်တွေလည်းပြန်ပါနေတာတွေရှိတယ်ဆိုတော့ဒါတတိယကြလေးကြည့်ပါဒါပထမယူဆမှုမှာပထမပိုင်းယူဆမှုမှာဂိမ်းတွေ3ချိန်ဆက်ဖြစ်နေခြင်းရှိတယ်ပုံစံမျိုးဒီမှာလဲအပေါ်2ချိန်မှာပုံပေါ်နေတာရှိလို့3ချိန်အဲ့တိုင်းဆက်ပြီးတော့ယူဆလိုက်တယ်ထိတ်တလုံးပိတ်တလုံးဒါမှမဟုတ်အတွဲလားသူကဒီလိုဒီ3လုံးပေါင်းခြင်းတာဖို့3ဒီ3လုံးပေါင်းခြင်းခေါ်3လုံးခေါ်3ထိတ်5ပိတ်ဒီလိုဖြစ်တယ်ဒုတိယချိန်မှာလည်းအဲ့လို3လုံးခေါ်ဒီလိုဖြစ်တာခေါ်ထိတ်5ပိတ်ဖြစ်တာ3ချိန်အဲ့ဒီတိုင်း3လုံးခေါ်ဒီလိုအတွဲလိုက်ဖြစ်သွားအောင်မယ်ဆိုပြီးဒါမျိုးတွေလည်းဖြစ်သွားအောင်ပါဆိုတော့ဒါခွန်ဆိုရင်ဒါ3လုံးဆိုလို့ရှိရင်ဒါခွန်ထည့်ပြီးတော့3လုံးခွန်ဆိုရင်ဒီမှာ3ညပိတ်ခွန်3ညဆိုတာခဏတစ်ခွက်ဒါဒီပုံစံလေးအတိုင်း3ချိန်ဆက်ဖြစ်သွားမှာဆိုဒါလည်းဖြစ်နေကြရှိတာပြီးတော့ဒါခွန်ထိပ်ပဲဖြစ်သွားတာမျိုး3ညပိတ်ပဲဖြစ်သွားတာမျိုးလည်းဖြစ်နေကြရှိတယ်ပြီးတဲ့အခါကနောက်ထပ်ထိပ်တစ်လုံးပိတ်တစ်လုံးဒီနှလုံးပေါင်းခြင်းရှိဒီနှလုံးပေါင်းခြင်းရှိ3ထိပ်ဒီနှလုံးပေါင်းခြင်း1ဒီနှလုံးပေါင်းခြင်း1ခွန်ထိပ်ဒီရတဲ့ဒီပုံစံ3ချိန်ဆက်ဖြစ်ဒီနှလုံးပေါင်းခြင်း1ဒီနှလုံးပေါင်းခြင်း1ဆို6ထိပ်တစ်လုံးဒီလိုယူဆလို့ရတယ်ပြီးတဲ့အခါအပိတ်နောက်တစ်လုံးဒီ3လုံးပေါင်းခြင်းတာကို4ဒီနှလုံးပေါင်းခြင်း4 5ပိတ်ဒီ3လုံးပေါင်းခြင်းတာကို4ဒီနှလုံးပေါင်းခြင်း4 5ပိတ်ဒီလိုဖြစ်တယ်လို့ယူဆကြည့်ရတယ်5ပိတ်လေးဖြစ်ထားတာဆိုတော့ဒါသူကလည်း3ချိန်ဆက်ဖြစ်ခြင်းဖြစ်အောင်ဒီ3လုံးရှိဒီနှလုံးရှိဒီလိုဖြစ်မယ်ဆိုရင်ဒီပိတ်တစ်လုံးဒီပုံစံနဲ့ဆက်ဖြစ်နေကြရှိတယ်ဆိုတော့ဒါထိတ်နှလုံးပိတ်နှလုံးဒီလိုလေးပဲယူဆလိုက်တယ်ဒါခွန်3ညခွန်1ပြီးတော့6 3ည6 1ဒီတိုင်းဆက်ဖြစ်မယ်ဆိုဒီလေးခွက်နဲ့ပေါ်ပြီးတာဒါပေမဲ့ပြီးမသိနိုင်လို့သူပဝင်းကျင်အမြင်ထင်လေးနဲ့ထပ်ပြီးတော့ပရိနှလုံးယူဆကြည့်လိုက်ဒီ3လုံးရှိဒီနှလုံးရှိဒါပရိရှိပေါ့ဒီ3လုံးနဲ့ဒီနှလုံးနဲ့ဆိုတော့လေဒါပရိနဲ့အဲ့ဒီတိုင်းဆက်ဖြစ်ဒီ3လုံး3ညဒီနှလုံး3ညဒီလိုဆက်ဖြစ်ခဲ့ပရိ3ညဖြစ်နေကြရှိဆိုတော့ခွန်တော့6လေးပြီးတော့3ညကိုတိဒီလိုခဏနေပေါင်းစပ်လို့ရထိနှလုံးပိနှလုံးအော်တိုပါပီတာပရိဖြစ်နေကြတော့မရှိတော့ထိနှလုံးပိနှလုံးနဲ့တွဲလိုက်တဲ့အခါ၄ခွက်ထပ်တူပြီးတဲ့အခါနောက်ထပ်တစ်ခုဒီပုံစံနဲ့မှန်နေတာပဲဒီပုံစံနဲ့တော့လည်းသူဖြစ်နေတာဒီ3လုံးပေါင်းခြင်းရှိဒီနှလုံးရှိဆိုရင်လည်းရိရှိဖြစ်တာသူ့နှစ်ခွင့်ဒုတိယချိန်မှာလည်းဒီ3လုံးနဲ့ဒီနှလုံးနဲ့ဆိုရင်လည်းပရိနိဖြစ်တာအဲ့ဒီပုံစံအတိုင်းဒီ3လုံးကိုဒီနှလုံးကိုဒီလိုဖြစ်မယ်ဆိုရင်ပရိကိုဖြစ်မှာပရိကိုဆိုရင်ခွန်နဲ့6 3 9 3ည8ဒီလိုခဏနေဆက်လို့ရဆိုတော့တချို့တလေ
ကနန်းတအားစစ်ထုတ်ခြင်းတဲ့သူတွေရှိတယ်ဆိုတော့ဒီလိုမညီလို့ဒါမှဖြစ်တော့ဘူးအဲ့ဒီလိုယူခြင်းနဲ့ယူရတယ်ပုံသေးကားချဘယ်တော့မှအဲ့လိုယူလို့မရဘူးအဲ့လိုမညီပဲနဲ့ဖြစ်သွားတယ်လေမရနိုင်မတွက်နိုင်ခံရပေါင်းလဲအကျဉ်းကြီးမတွက်နိုင်ခံဘူးတယ်ဒါကြောင့်မို့လို့ညီမညီဟိုလိုဖြစ်ရင်ဖြစ်မဖြစ်ရင်ဒီလိုဖြစ်ဒီလိုဖြစ်ဟိုလိုမဖြစ်ရှင်လည်းမဖြစ်ပဲနေဒီလိုမဖြစ်ရှင်လည်းမဖြစ်ပဲနေဖြစ်ရှင်ဖြစ်မဖြစ်ရှင်နေယူဆလို့ရတာအကုန်ပေါင်းထပ်ပေးလိုက်တယ်ကြိတ်တဲ့သူရွေးထိုးငါကောင်းရင်တက်တူတာဆိုတော့ဒီလိုစစ်စစ်ကို12ကိုယူဆလိုက်တယ်အဲ့ဒီ12ကိုထည့်ရမှာဒီကနန်း၄กว่าပထမဖိုင်ယူဆမှုတယ်ပါပိတာကနန်း၄กว่าဆိုတော့ဒီ12ကိုထည့်မှာဒါ၄กว่ากကနန်းဟောင်းကနန်းထက်ဆိုတော့ကနန်း၈กว่าအတိ၈กว่าရှိအတိ၈กว่าအဲ့ဒီဒါအတိအဟောင်းပေါင်းပြီးတော့မှဒါမှကျွန်တော်ဟိုလိုလေးတွေးကြည့်လိုက်တယ်ဒီမနေ့ပိုင်းမှာခွန်နဲ့ငါးနဲ့တော့နိကလောအကြည့်လို့သူ့အသိမရွေးချင်တော့3ရက်တည်းခဏတစ်လုံး3ခါပြန်ကြဆိုဒီ1 3ည1နှလုံး3ညနှလုံးဒီ1နှလုံး3ညနှလုံး3လုံးဖြစ်သွားနိုင်ကြီးပုံများတယ်လို့ကျွန်တော်တွေးကြည့်လိုက်တယ်ဆိုတော့ဒီ3ညတွေတစ်ပါတဲ့ကဏ္ဍလေးတွေကျွန်တော်ရွေးပေးခြင်းဒီလိုဒါလေးဆိုတော့ခွန်တညခွန်တိ6 3ည6တိ3ည9တိပြီးတော့9 3ည8တိဒီနေ့3 4 5 6 9 8ဒီလိုရွေးပေးခြင်းဒါကကျွန်တော်ထင်တာလျှောက်ပြီးတော့လောက်တာနော်ကိုထင်တာကိုလောက်ယူဆထားတဲ့အတိုင်းဆက်ဖြစ်ပါစေအရွေးချိန်မှန်ပြီးပြန်ကောင်းကြပါစေဆုတောင်းပေးပါတယ်ကျွန်တော် channel ကို subscribe မလုပ်ထားရသေးလို့လုပ်ထားခြင်းနဲ့ဆိုရင်လုပ်ထားပေးပါဖြစ်နိုင်မယ်ဆိုရင် VPN ခံပြီးတော့ကြည့်ပေးပါတေးချာနားလည်အောင်ကြည့်ပြီးတဲ့အခါမှာကောင်းမှထင်တာကြိုက်တာဒီလိုဖြစ်နိုင်ခြေရှိတဲ့ကဏ္ဍတွေကိုရွေးချယ်ပြီးတော့သုံးယူဆထားတဲ့အတိုင်းဆက်ဖြစ်ရင်ကွက်တီပဲဖြစ်မှာတဲပဲဖြစ်မှာအပြန်လည်းမဖြစ်ဘူးအပြန်ဖြစ်တာယူဆထားတဲ့အတိုင်းမဖြစ်လို့ပြောနိုင်နေဖြစ်သွားတာဆိုတော့ကွက်တီတဲပဲဖြစ်ပြီးတော့ကောင်းကြပါစေဆုတောင်းပေးပါတယ်